ဟုတ်ကဲ့လွန်ခဲ့တဲ့6လတော့ကဒီဆရာနဲ့တွေ့ခဲ့တယ်ပေါ့နော်ချက်ဆက်ခဲ့ရတာပေါ့ကျွန်တော်က OTG တယောက်ပါ OTG ကနေ line ပေါ်မှာအဲ့လိုမျိုးဝင်ငွေပိုးရှာချင်တယ်ပေါ့နော်အဲ့ဒါဒီညီလေးနဲ့မော်ရန်ရှင်းအောင်လာပြီးသားဟာကိုကောက်ဝယ်တယ်ပေါ့နော်အဲ့ဒါအခုဆိုတော့ကျွန်တော်ဒေါ်လာတစ်လောက်ကိုရချီတော့ရနေပြီပေါ့နော်ဒီညီလေးကိုတကယ်ကိုစပ်ကောင်းပါတယ်ဖြတ်ရောတင်ရောအကောင်လုံးပေါ့နော်အောင်ထပ်ပြီးသားကောက်ဝယ်လေးဝယ်လို့ရပါတယ်ဒီစီမှာလာပြီးချက်ဆက်လို့ရပါတယ်နော်ဒီပူကက်ကရှိတဲ့ညီကိုမောင်နှမတွေလည်းတကယ်လို့လာချင်တော့ပေါ့နော်ဒီကိုနဲ့ဆက်သွားပါတကယ်ကိုကောင်းပါတယ်ဟုတ်ကဲ့ပါဒီကိုရဲ့ပေကကြီးမြို့နိုင်ထွန်းဘလော့လို့ခေါ်တယ်နော်ဒီကိုက handshake တဲ့ special လိုက်ရတယ်ကိုလည်းနေပြီးတော့သူ့ရဲ့ပေမှာအမြဲတမ်းနေ့စဉ်တင်ပေးလို့ရှိတယ်နော်အဲ့ဒီထဲက handshake တဲ့ပညာတွေကိုလည်းလေ့လာလို့ရတယ်နော်ပြီးမကြခင်တဲ့သူကဒီ handshake တဲ့ပညာတွေကိုတန်ပေးမှုရှိတယ်ပေါ့နော်အဲ့ဒါဒီကိုနဲ့ဆက်သွယ်ထားလို့ရတယ်နော်ကြိုတင်ပြီးတော့ဒီ handshake တဲ့ပညာကိုကဆရာတယောက်အနေနဲ့တခြားဆိုင်တွေတခြားနေပေတွေမှာဆရာ OTG တယောက်အနေနဲ့နေပြီးတော့ကိုကရက်တေရှင်တွေဆိုရင်တော့ဒီအကိုဘောနော်မကြခင်တော့ဆရာတယောက်ဖြစ်လာမှာပါနော်ဒီဆရာသမားနဲ့ဆက်သွယ်ပြီးတော့ချိတ်ဆက်လုပ်ထားလို့ရတယ်နော်သူကပြန်มาလဲလူတွေးပြပြီးတော့ online ပေါ်ကလည်းပြဖို့အစီအစဉ်တွေရှိတယ်ပေါ့နော်ဒါလေးကိုကျွန်တော်ကဒီကိုအတွက်ပြောပြတာဖြစ်ပါတယ်နော်ကျွန်တော်စီမှာဆိုရင်အောင်မိသားပြည့်တယ်ရော TikTok ကောင်းတယ်ရောရောင်းဖြစ်တယ်ပေါ့နော်ပြီးတော့ဒီကိုပိုင် blog တိုင်းမဲ့သူတွေဖြစ်ပေါ့နော်အမျိုးအခြေခံလိုအပ်ချက်တွေကိုကျွန်တော်ကသင်ကြားပြီးတော့ကိုယ့်ရဲ့ line ပေါ်မှာဖုန်းကောင်းနေဆိုရင်ပေါ့နော်ကိုယ့်ရဲ့အယုတ်တွေအသင်တွေပြကြမလို့ပဲနဲ့ YouTube TikTok Facebook တို့ကလည်း present share တဲ့စနစ်တွေကိုကျွန်တော်ကသင်ကြားပေးလို့ရှိတယ်ပေါ့နော်ကျွန်တော်ကိုအားမနာတဲ့ဆက်သွယ်မြင်လို့ရပါတယ်နော်တကယ်လို့စိတ်ဝင်စားတယ်ဆိုရင်နော်ဒါဒီနေ့ဗီဒီယိုမှာကကြတော့ကျွန်တော်တို့ဒီလောက်လေးပါပဲပေါ့နော်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြမယ်နော်ဒီကိုရဲ့ page ကိုလည်းကျွန်တော်တက်ပေးလိုက်မယ်သူအားပေးကြအောင်နော် handshake လက်ရတယ်ဆိုရင် share ပဲကြည့်ပြီးတော့စမ်းကြည့်တစ်ခါလောက်စမ်းကြည့်ရင်ကိုတော့ share ကောင်းတယ်နော်ကျွန်တော်စမ်းကြည့်ပြီးတော့ share ဖြစ်တယ်သူစီကနေပြီးတော့လေဒါဆက်အကုန်လုံး bye bye ပါခင်ဗျာ bye bye အောင်စမ်းလိုက်နော် okay